အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပေါ့နော်တငယ်ချင်း2ယောက်ပကံခီးဆိုရဲဇက်ကလေးကိုရိုက်ပြီးတော့မှာဖြစ်ပါတယ်တငယ်ချင်း2ယောက်ရဲ့ပကံခီးဆိုရဲဇက်ကလေးကိုရိုက်ပြီးတော့မှာဖြစ်ပါတယ်တငယ်ချင်းနေပါမလေဩလာငါတို့သွားမယ်လေအေးသွားမယ်လားပကံရတယ်အကျယ်ကြီးပဲပကံရလေအကျယ်ကြီးပဲနော်ဟုတ်တယ်ပကံရတော်ကျယ်ပဲပကံဖျားဒါတက်မယ်အကျယ်ကြီးပဲနော်ကြည့်အောင်ဟုတ်တယ်အကျယ်ကြီးပဲလာဟိုဘက်သွားမယ်တော်ကြပဲပကံရဒါရပါလေမသိဘူးဒါရအောင်ပဲပကံဖျားရတော်ကြပဲနော်ပကံဖျားရတော်ကြဆိုတော့ဟိုဘက်စီလျှောက်ပြီးတော့မှသွားမယ်ဒီနေ့ကလည်းပြည့်လိုက်တဲ့ကစားကြမယ်ကစားမယ်လားနေလိုက်ဖမ်းနေလိုက်ဖမ်းမင်းနော်နေရလေအပြင်းမြလိုက်တာနေရမီးလည်းမမီးဘူးနေရမီးလည်းမမီးဘူးငါပြေးပြီငါတို့မစောရဘူးလေမောရဲ့ဟုတ်တယ်မစောရမောရဲ့ငါတို့ပြင်းစီရတော့ကောင်းတယ်နော်ဒါပေမဲ့ငါတို့စောရတယ်မောနေရငါတို့ဘာလုပ်မလဲငါတို့ပြင်းနေငါတို့ဖေးရသွားဖို့သွားဖို့မယ်ကောင်းလားသွားမယ်လာဖေးရသွားဖို့မယ်ဖေးရသွားဖို့ကြမယ်ငါတို့ခုနမှာဖျားကိုသွားကြတော့သွားမယ်ကြတော့မယ်လာတာဒူတကယ်ချင်းနင်ကြတော့ပြီးလားဖျားကြတော့ပြီးအဲ့ဆိုငါတို့သွားမယ်လေးလားငါသွားမယ်တကယ်ချင်းဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆောက်ပြဗီဒီယိုရေးကြတယ်ဆိုတော့နောက်နေ့မှအများကြီးတင်ပါမယ်subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ subscribe လုပ်ပြီးလေခေါင်းလောင်းလေးနှိပ်ခဲ့ပြီးလို့ပြောချင်ပါတယ်အားလုံးပဲ bye bye နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်